သူမရဲ့အမဖြစ်သူမင်္ဂလာဆောင်တဲ့နေမှာတဲ့ညီမငယ်ဖြစ်သူဟာသူတို့သမီးပန်းစီကိုအမဖြစ်သူစီပြန်ပစ်ပေးလိုက်ပြီးဒေါ်လာဘီလီယံချီတန်းနဲ့တင်တောင်းတောင်ပါတယ်နဲ့တထဲကတော့ဖြစ်မဲ့အခွင့်အရေးကိုစွန့်လွတ်လိုက်ပါတယ်သူမဟာသူမတို့ရဲ့မိခင်နဲ့အတူပဲနေထိုင်ဖို့ရွေးချယ်ခဲ့တာပါတကယ်တော့သူမရဲ့အရင်ဘဝတုန်းကသူမဟာအချမ်းသာဆုံးတထဲနဲ့လက်ထပ်ခဲ့ပြီးမယ်မကြခင်မှာပဲသူမရဲ့မိသားစုဟာပျက်စီးသွားခဲ့ပါတယ်တစ်ဖက်မှာတော့သူမရဲ့အမဟာမိခင်ဖြစ်သူရဲ့ပန့်ဖိုးမှုနဲ့အသက်ငယ်ဆုံးပါမောက္ခဖြစ်လာခဲ့တာကြောင့်သူမဟာဒေါ်လာအလိလိထက်ပြီးအမဖြစ်သူကိုဒဏ်ရာရအောင်လုပ်ခဲ့မိပါတယ်မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့သူမဟာအတိတ်ဘဝကိုပြန်ရောက်လာခဲ့ပါပြီသူမဟာသူမရဲ့ကံကြမ္မာကိုပြောင်းလဲဖြစ်ဖို့နဲ့လမ်းဟောင်းအတိုင်းထမလျှောက်ဖို့တစ္ဆာဆိုခဲ့ပါတယ်ဒါပေမဲ့သူမမသိတာကသူမရဲ့အမကလည်းအတိတ်ဘဝကိုပြန်ရောက်နေတာပါပဲအမဖြစ်သူရဲ့အောင်မြင်မှုတွေဟာမိဘတွေရဲ့ချုပ်ကင်မှုအောင်မှာတိဆောက်ခဲ့ရတာဖြစ်လို့အမဖြစ်သူကလည်းဒီအန်ဒီရဲ့ရှိတဲ့အခြေအနေကိုညီမဖြစ်သူစီလွှဲပြောင်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့နှစ်ယောက်ဟာမင်္ဂလာဝတ်စုံတွေကိုလဲဝတ်နှိမင်္ဂလာခမ်းနားတဲ့ကိုဝင်သွားကြပါတယ်ဇက်လိုက်မှာဟာယောက်ခမာတွေကိုမင်္ဂလာစီဇန်ပြောင်းလဲပေးဖို့တောင်းဆိုခဲ့ပါတယ်သူတို့ကလည်းသူမရဲ့စည်ရင်မှန်ကိုမြင်နာကြောင့်မတားမြစ်ခဲ့ပါဘူးမင်္ဂလာပွဲစတင်ပေမဲ့သူတို့သားကပေါ်မလာခဲ့ပါဘူးအမဖြစ်သူကတော့ညီမဖြစ်သူအဆက်ကွဲမှာကိုချောင်းကြည့်နေခဲ့ပေမဲ့ဇက်လိုက်မှာကတော့တီတီငိမ့်ငိမ့်နဲ့ပဲဂုံပြူဖလားကိုမြောက်ပြီးကျမအမျိုးသားဟာနိုင်ငံတော်တာဝန်ထမ်းဆောင်နေရလို့မလာနိုင်လာပါလို့လင်းယောက်ျားကိုစားတောင်းပန်လိုက်ပါတယ်သူမရဲ့တည်ငြိမ်မှုကိုလူတိုင်းကချီးကျူးခဲ့ကြပါတယ်မထင်မှတ်ဖဲနောက်တစ်ဆက်ကမှပဲသူတို့သားပေါ်လာခဲ့ပါတယ်တကယ်တော့ဇက်လိုက်မှာကယောခမာဖြစ်သူကိုတတိပေးပြီးတားဖြစ်သူကိုဖုံးခွာခိုင်းခဲ့တာပါဒါကိုကြားတော့သူတို့သားဟာချက်ချင်းပြေးလာခဲ့တာဖြစ်ပါတယ်အမဖြစ်သူကတော့မနာလိုဖြစ်ပြီးအဲ့ဒီတထေးကြီးစီးဝါပြက်ပါစေလို့ပဲဆုတောင်းနေပါတော့တယ်နောက်တနေ့မနက်စောစောမှာဇက်လိုက်မှာဟာမနက်စာပြင်ဆင်လိုက်ပါတယ်သူမရဲ့လက်ရကလူကြီးတွေကိုအံ့ရောသွားစေပြီးချီးကျူးမှုတွေရခဲ့ပေမယ့်ခဲကိုမှကငါ့ကိုကနင်းလက်ရကိုဘယ်တော့မှစားမှာမဟုတ်ဘူးလို့မယုံကြည်တယ်လို့ပြောပါတယ်ဒါပေမဲ့သူတို့သားဖြစ်သူကဘာလို့ဒီလောက်စောစောနိုးနေတာလဲလို့ဂယုတဆိုင်မေးမြန်းနေပါတယ်ခဲကိုမှကတော့အင်္ဂမထခင်သူမကိုမိသားစုဝင်ဖြစ်ဘယ်တော့မှအတိအမှမပြုတ်ဘူးလို့ကြေညာသွားပါတယ်သူတို့သားကမင်္ဂလာခွင်ယူပြီးဈေးဝယ်ထွက်ဖို့ပြောတော့ဇက်လိုက်မှာကသူ့ကိုစူပါမားကတ်ကိုပဲခေါ်တော့ပါတယ်သူမကပတ်စံကအရေးမကြီးပါဘူးမိသားစုပျော်ရွှင်မှုကသာအရေးကြီးဆုံးမှလို့ပြောလိုက်တာကြောင့်သူတို့သားဟာပတ်စံကိုကိုယ်တိုင်ရှင်းပေးဖို့လိုပါတယ်သူကပတ်စံသွားရှင်းနေတော့မှဇက်လိုက်မှာဟာသူမရဲ့အမနဲ့မိခင်ဖြစ်သူတို့နဲ့ဆုံးပါတယ်အမဖြစ်သူကနင်ကတော့ကလေးထင်းရစိမ့်တီနှိမ်သွားပြီပေါ့လို့လောင်ပြောင်းပြီးမိခင်ဖြစ်သူကလည်းအဘွားရဲ့မွေးနေ့ပွဲကိုအချမ်းသာဆုံးမိသားစုတစ်လုံးလာတက်ရမယ်လို့အမိန့်ပေးပါတယ်မိခင်နဲ့အမဖြစ်သူဟာလက်ချင်းသွေးပြီးထွက်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲသူတို့သားကပတ်စံရှင်းပြီးပြန်ရောက်လာပါတယ်ဇက်လိုက်မှာကဓာတ်ကိုထုတ်မပြောပေမဲ့ကျူတင်ပြင်ဆင်ထားပြီးသားပါအရင်ဘဝတုန်းကအဲ့ဒီမွေးနေ့ပွဲနေတုန်းကပဲခဲအော်မာကကားရဲ့စီတန်ဖြစ်သွားတာကြောင့်တချင်းမိသားစုမတက်နိုင်ခဲ့ပဲအမဖြစ်သူဟာလူပုံလဲမှာအရှိကွဲခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ဇက်လိုက်မှာကအစီအစဉ်တစ်ခုဆွဲထားပါတယ်သူမဟာယော့ခမာကိုအဲ့ဒီမွေးနေ့ပွဲကြောင့်တတိပေးတော့ဖခင်ဖြစ်သူကအလေးတနဲ့ထားပြီးမိသားစုတစ်လုံးသွားဖို့ပြင်ဆင်ပါတယ်ဒါပေမဲ့ခဲအော်မာကလည်းလက်သေးသွားဆိုမယ်ဆိုပြီးအတင်းအပင်ထွက်ဖို့လိုပါတယ်ဇက်လိုက်မှာကတားပေမဲ့မရတဲ့အဆုံးဒရိုင်ဘာတယောက်ထည့်ပေးလိုက်ပါတယ်မွေးနေ့ပွဲမှာတော့ဇက်လိုက်မှာကတယောက်ထပ်ပေါ်လာပါတယ်သူမရဲ့မိခင်နဲ့အမကသူမကိုအတုံးမချဘူးလို့ဝိုင်းလောင်ကြပါတယ်တထေးမိသားစုစိတ်ဆိုးမှာကိုပျောက်တဲ့ဖခင်စစ်သူကလည်းသူမကိုအပြင်ကိုနှင်းထုတ်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာပဲသူတို့သားရဲ့အတန်ကြီးထပ်ပေါ်လာပြီးအချမ်းသာဆုံးတထေးမိသားစုကြီးရောက်ရှိလာတော့ပါတယ်